မိုးမရွာတာနှစ်ပေါင်း2 တန်းရှိပြီဖြစ်တဲ့နေရာကမ္ဘာပေါ်ကအေးအေးဆုံးတိုက်ကြီးထဲမှာရှိနေပေမဲ့ဒီနေရာဟာကမ္ဘာအချောက်အသွေ့ဆုံးနေရာဖြစ်နေပါတယ်ဒီနေရာမှာလွန်ခဲ့တဲ့နှစ်ပေါင်း2 တန်းနီးပါးကတည်းကမိုးရွာသွန်းမှုလုံးဝမရှိခဲ့ပါဘူးအနာဒီကတိုက်ရဲ့အခြားနေရာတွေမှာရေခဲနဲ့နှင်းတွေဖုံးလွှမ်းနေပေမဲ့ဒီ Dry Valley မှာတော့ရေခဲလုံးဝမရှိဘဲကြောက်ခဲနဲ့တဲတွေပဲရှိပါတယ်ဒီနေရာကိုခြောက်သွေ့စေတဲ့အဓိကတရက်ခတ်ကတော့လေပြင်းတွေကြောက်ပါတောင်တန်းတွေပေါ်ကအေးမြပြီးတိတ်သေးသားများတဲ့လေတွေဟာဓာတ်ဆွဲအားကြောင့်အောက်ဘက်ကိုအရှိန်ပြင်းပြင်းနဲ့တိုက်ခတ်လာပါတယ်ဒီလေတွေဟာတနအီကို320ကီလိုမီတာနှုန်းအထိမြန်နိုင်ပြီးလမ်းကြောင်းမှာရှိတဲ့စုထိုင်းစာမှန်သမျှကိုအကုန်အငွေ့ပြန်သွားအောင်ပြုလုပ်ပစ်တာကြောင့်ရေခဲတွေမစုမိတော့တာဖြစ်ပါတယ်ဒီကြိုင်ဝမ်းတွေရဲ့အပူချိန်ခြောက်သွေ့မှုနဲ့ခရမ်းလုံရောင်ကြီးမြင်မာမှုတွေဟာအင်္ဂါဂြိုဟ်ပေါ်ကအခြေအနေတွေနဲ့ဆင်တူပါတယ်ဒါကြောင့်ပဲ NASA ကသိပ္ပံပညာရှင်တွေဟာအင်္ဂါဂြိုဟ်ပေါ်မှာသက်ရှိတွေရှင်သန်နိုင်ခြင်းရှိမရှိကုန်ဒီနေရာမှာလာရောက်စမ်းသပ်လေ့လာကြလေ့ရှိပါတယ်ဒီ6သွေးလုံးနဲ့နေမြေထဲမှာအထူးဆန်းဆုံးအရာတစ်ခုကတော့ Black Hole ပါရေခဲမြစ်တစ်ခုရဲ့ကြားကနေသွေးရောင်လိုရဲရဲနီနေတဲ့ရေတွေစီးကျနေတာဖြစ်ပါတယ်